ကြက်ဘယ်တော့မှမနာခြင်းဘူးကြက်နာယောဂမဖြစ်ခြင်းဘူးကိုမွေးတဲ့ကြက်ကလေးတွေကိုရှင်းတန်ခြင်းနဲ့ကိုတီထောင်းထားတဲ့ကြက်မျိုးရိုးလေးကိုတီဆောက်ထားခိုင်မြဲခြင်းနဲ့ဆိုရင်ဒီပိုလေးကိုစောအောင်ကြည့်ပါနော်အပေါ်ယံမဲ့ဝါသနာပါပြီးတော့အပေါ်ယံမဲ့လှုပ်ခြင်းနဲ့ညီကိုတွေဆေးရဟိုဆေးရဝယ်မရလို့ပါဒီဆေးရဝယ်မရလို့ပါဝယ်မရလို့ပါဆိုတာမရှိဘူးနော်မလှုပ်ခြင်းလို့အဲ့လောက်ထိစိတ်ထဲမှာစိတ်ဆန္ဒမရှိလို့အဲ့စကားတွေပြောတာတကယ်တော့တကယ်လှုပ်ချင်ရင်တကယ်ဖြစ်ချင်လို့ရှိရင်ဟုတ်တယ်မလားဆေးဝါးတွေကရှိနေတယ်အဲ့တော့ခက်ခဲတဲ့အခုယိုရီးယားဆေးတွေအဝင်နေတဲ့ယိုရီးယားဆေးတွေကိုကျွန်တော်မပြောဘူးနော်ဘာဖြစ်လို့လဲဆိုတော့ညီကိုတွေကခဏခဏမေးတယ်ကြက်ကဘာဖြစ်ပြန်ပြီညာဖြစ်ပြန်ပြီတကယ်တော့ညီကိုတို့သာစိတ်ဝင်စားမယ်ဆိုရင်ခုလိုမျိုးကျွန်တော်အပါဝင်ကျွန်တော်လိုမျိုးတခြားညီကိုတွေမျှဝေပညာလေးတွေမျှဝေပေးနေတဲ့ညီကိုတွေအများကြီးရှိတယ်နော်အဲ့တော့အဲ့ဒါတွေကိုသာလေ့လာမယ်အချိန်ပေးမယ်လေ့လာမယ်ဆိုလို့ရှိရင်ကျွန်တော်ညီကိုတို့ဟာဒါဘာပဲဖြစ်ဖြစ်အဲ့လိုမေးစရာမလိုတော့အောင်ပေါ့နော်ပြည့်စုံနေပြီပေါ့အဲ့တော့ဆိုလိုတာကတစ်တော့ကလည်းတောင်းတောင်းကြက်နဲ့တင်လို့ရှိရင်အတင်ခံတာမဟုတ်ဘူးအဲ့တော့ညီကိုတို့ကတွေ့တော့ကိုစေ့ထားမယ် share ထားမယ်ဆိုလို့ရှိရင်ဒါညီကိုတို့ဒီပိုလေးကိုကြည့်ရင်ဒါကြက်နာနဲ့ပတ်သက်လို့လုံလောက်တဲ့ဟာကိုကျွန်တော်ဒီပိုလေးမှာပြောပြသွားမယ်ပေါ့နော်အဲ့တော့နံပါတ်1ကုသခြင်းထက်ကာကွယ်ခြင်းကတော့ပိုထိရောက်တယ်ဒါကြောင့်မလို့ညီကိုတို့ကာကွယ်စေးတောင်းရမယ်အဲ့တော့အဓိကအရေးကြီးတာကကျွန်တော်တို့ဒါလေလိန်ယောဂါပေါ့နော်နယုကာဆယ်လို့ခေါ်တာပေါ့နယုကာဆယ်ယောဂါလို့ခေါ်တဲ့လေလိန်ယောဂါဖြစ်လာပြီဆိုရင်ညီကိုတို့ကုလို့မရတော့ဘူးမစင်းစားနဲ့တော့နော်ဟုတ်ပြီတချို့ညီကိုတွေကဟိုဆေးသုံးတယ်ဒီဆေးသုံးတယ်ကံကောင်းလို့ချက်ကပြန်ကောင်းလာတယ်ကြံခဲ့တယ်တကယ်တော့အဲ့ဒါဟာယောဂါကိုညီကိုတို့မွေးမြူထားတာ ਨੇ အတူတူပဲအဲ့ဒီကြက်နာကြံအနာကြံလေလိန်ယောဂါကားတွေပြန်ကောင်းလာတဲ့ကြက်တွေမှာသူယောဂပိုးကိုတည်ဆောင်ထားတာပေါ့နော်တည်ဆောင်ထားသလိုပဲအဲ့ဒါကနောက်တစ်ချိန်ပြန်ပြီးပေါ်လာအောင်နောက်တစ်ချိန်ညီကိုတို့ပြန်ပြီးတော့ဒီယောဂမျိုးညီကိုတို့ရဲ့ခြံမှာညီကိုတို့ရဲ့အိမ်မှာညီကိုတို့ရဲ့မွေးမြူရေးနဲ့ပတ်သက်တဲ့ဒီကြက်နဲ့ပတ်သက်တဲ့မွေးမြူရေးခြံမှာဒါကိုဖြစ်အောင်လို့တည်ဆောင်ထားသလိုပဲနော်အဲ့တော့ညီကိုတို့ပြောပြမယ်အရင်တော့မြန်မာနီးတွေ့တယ်မလားကုတ်တဲ့ဟိဆိုမနှမျိုးလေအကုန်ရှင်းသိရမှာအကုန်ရှင်းဒါပေမဲ့အဲ့လိုရှင်းတဲ့စနစ်ကတော့ကျွန်တော်တို့ဒီစစ်တကောင်းနေနော်အသားစားချက်တွေမှာအဲ့လိုရှင်းပလိုက်တဲ့ဟာကပြဿနာမရှိဘူးဒါပေမဲ့ကျွန်တော်တို့လိုညီကိုတို့လိုဝါသနာရှင်တွေအတွက်ကြတော့ဒီမျိုးရိုးတစ်ခုတိဆောက်ထားရတာမလွယ်ဘူးနော်အဲ့မျိုးရိုးတစ်ခုတိဆောက်ထားရတာမလွယ်တဲ့အတွက်ဒီဟာလေးဒီလိုရှင်းပလိုက်ရင်ညီကိုတို့မျိုးပျောက်သွားရုံမရှိဘူးအဲ့တော့ညီကိုတို့လောက်ရမှာကအဲ့ဒီနယူကာဆယ်လေလင်ယောဂဖြစ်လာပြီဆိုရင်ဘာဖြစ်လဲချက်တွေကလေးလံထိုင်းမိုင်းလာတယ်ဟုတ်တယ်မလားအသက်ရှူမဝတော့ဘူးအဲ့တော့ချွဲပဲစိုက်တယ်လို့သူကတော့ဒါအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂနဲ့ဆိုင်ပြီးတော့ဝင်းမှာပါတယ်သူကဝင်းကချီးပြူတွေပါလာမယ်ဒီလိုဆိုလို့ရှိရင်ညီကိုတို့ကုသဖို့မလွယ်တော့ဘူးအဲ့တော့အဲ့ဒါကိုအကောင်းဆုံးနီးလန်းကတော့ညီကိုတို့ကနော်ကျွန်တော်တို့ဒါ ID MB လို့ခေါ်တဲ့နော်ဒါလဲလိန်ကာကွယ်ဆေးမျက်စင်းခတ်ပေးရမယ်နော်လဲလိန်ကာကွယ်ဆေးမျက်စင်းမွေးမြူရေးဆိုင်နဲ့မှာအခုကမြန်မာပြည်မှာရှိတဲ့တိုင်းနယ်ပြည်နယ်အသီးသီးမှာမွေးမြူရေးဆေးဆိုင်တွေရှိတယ်မွေးမြူရေးဆေးဆိုင်တွေမှာ anti ဟောတယ် IB မျက်စင်းလို့မပြောတတ်ရင်တော့မှလဲလိန်ယောဂမျက်စင်းလို့ပြောလိုက်ဟုတ်ပြီဒါဆိုရင်အဲ့လဲလိန်ယောဂကာကွယ်ပြီးသွားတာနဲ့ပြီးပြီလားဆိုတော့မဟုတ်သေးဘူးနောက်တစ်မျိုးရှိသေးတယ်နော်ကြောက်ယောဂကာကွယ်ဆေးတောင်မှန်ခြေဆေးလို့ခေါ်တယ်ဒါကျွန်တော်ဗမာလိုပဲအလွယ်ပြောပါအဲ့ဒါမှပြောပြီးတော့ဝယ်လိုက်နော်ဟုတ်ပြီအဲ့ဒါတွေအကုန်ကာကွယ်ဆေးပေးပြီးသွားရင်ညီကိုတို့ဘာဆက်လုပ်ရမလဲကျွန်တော်ခဏခဏပြောတယ်ကျွန်တော်သုံးနေကြဒီဆေးဘူးလေးနော်ဘူးအသေးလေးရှိတယ်ဝယ်ပြီးဆောင်ထားလိုက်မယ်ဒါကဝင်းယောဂအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂနော်တိုက်ဖိုက်ယောဂတည့်ရမှာ CRD ပေါ့နော်အဲ့လိုယောဂမျိုးမျိုးကိုဒါလုံးဝတက်တာပျောက်ကင်းနဲ့ဒါကုသဆေးဟုတ်ပြီနောက်တစ်ခါထိုးဆေးအနေနဲ့ကျွန်တော်ပြောတာတထွာမိုင်စင်ဒီလိုဆေးမျိုးဒါကျွန်တော်စောင့်ထားတင်တယ်လို့ကျွန်တော်ပြောတယ်ပေါ့နော်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ညီကိုတို့ကဒီလိုဆေးဘူးလေးတွေညီကိုတို့ဒါမဖြစ်မနေစောင့်ထားရမယ်ဟုတ်ပြီလားနော်ဒါမှလည်းကျွန်တော်တို့ဖြစ်လာတဲ့အခါကျတော့ဒီဆေးနှစ်မျိုးကိုတွဲပြီးသုံးမယ်ဆိုရင်ညီကိုတို့ခုနကလိုကာကွယ်ဆေးပေးထားမယ်ဆိုရင်ညီကိုတို့ရဲ့ချက်ကလေးတွေကလုံးဝသိတယ်မလားယောဂဖြစ်နှုံကြာဆင်းလာမယ်သိရမလားကာကွယ်မှုနဲ့အတူကုသရေးပါဆက်သွားတဲ့အတွက်ညီကိုတို့အဆင်ပြေမယ်အဲ့တော့တချို့ညီကိုတွေကလည်းဟာဒီလိုဖြစ်တယ်ဒီလိုဆေးကူးနေမယ်ဆေးမီတို့နဲ့ကုတယ်ပြန်ကောင်းလာလို့ဝမ်းသာမနေနဲ့အဲ့ဒါညီကိုတို့တို့ကတကယ်ကိုသိတယ်မလားအဲ့ဒါဒီယောဂပိုးတည်ဆောင်ထားတဲ့ကြက်တကောင်ဒီ channel မှာရှိနေခြင်းအဖြစ်ညီကိုတို့တို့ဒါအန်တယ်ရပဲနော်ဒါကိုညီကိုတို့ကျွန်တော်ကပြောပြချင်တာဒါဆိုလို့ရှိရင်ညီကိုတို့ဒါအခုယာဒီမှာဖြစ်နေတဲ့အခုတက်တွေကုန်မြန်ပြီအဲ့လိုကျက်နာယာကွယ်ကျက်နာယောဂတွေကိုဒါအများဆုံးကာကွယ်နိုင်မယ်ကျွန်တော်တို့မြန်မာဆေးမီတို့နဲ့မရတော့ဘူးဘာလို့မရတော့ဘူးလို့ပြောလဲဆိုတော့အခုကမွေးမြူရေး channel ပေါ်လာတယ်နိုင်ငံတကာကတွေဝင်လာတဲ့ကြက်မျိုးစိတ်တွေဥပမာကျွန်တော်တို့ CP ကြက်တွေစသည်အပြင်အဲ့မျိုးစိတ်တွေကနိုင်ငံတကာတွေဝင်လာခဲ့တာ
အဲ့တော့အဲ့မျိုးစိတ်တွေမှာ45ရက်အတွင်းမှာတော့မှသူတို့ကဒီလဲလိန်ကာကွယ်ဆေးဟုတ်လားဝင်းယောဂကာကွယ်ဆေးအကုန်ပေးရတာကြောက်ယောဂကာကွယ်ဆေးအဲ့တော့သူတို့ဒီဗိုင်းရပ်တွေကလေထဲမှာပြန့်နေတဲ့အတွက်ကျွန်တော်တို့ရဲ့အခုကျက်နာယောဂဟာယာတီချိန်နဲ့မပတ်သက်လောက်အောင်ဖြစ်လာတယ်နော်ဒါပေမဲ့ဘယ်လိုဖြစ်လို့ယာတီချိန်နဲ့မပတ်သက်ဘူးဆိုပေမဲ့ခုလိုမျိုးယာတီဥတုအကူပြောင်းမှာဘာကြောင့်ဖြစ်လဲဆိုတော့ယာတီဥတုအကူပြောင်းနဲ့သူတို့အပူအေးမမျှတမှုနဲ့ခုခံအားကြာဆင်းသွားတဲ့အခါမှာကျတော့ယောဂပိုးကဝင်လာတယ်နောက်တစ်ခုအဖြစ်များတဲ့ညီကိုတွေအားတော့မှကြက်ကိုညီကိုတို့အစာအာဟာရပြေဝအောင်လို့ဟုတ်လားမဘလို့အစာတွေကျွေးတယ်နော်စပားလေးပဲကျွေးတာလားဆန်လေးပဲကျွေးတာလားထမင်းညံဟင်းညံလေးပဲပက်ပြီးကျွေးတာလားနော်အဲ့လောက်နဲ့မလုံလောက်ပါဘူးတကယ်လို့ညီကိုတို့တကယ်ဝါသနာပါပြီးဒီမွေးမြူရေးလုပ်ငန်းမှာဒီလောကမှာအောင်မြင်ခြင်းနဲ့ဆိုရင်တော့တကယ်ဂရုတစိုက်နဲ့လုံမှာညီကိုတို့အောင်မြင်တဲ့ဒါမွေးမြူရေးနော်စက်သမားတယောက်ဖြစ်မှာပါလို့နော်အဲ့တော့ဘာပဲဖြစ်ဖြစ်ဒါကိုစူးစူးဆိုင်ဆိုင်တကယ်အာယုံလာတဲ့လူတကယ်လုံးမဲ့သူဒီအတွက်ကတော့တကယ်ကိုအကျိုးကျေးဇူးများမှာပါလို့နော်နောက်ရက်တွေမှာလည်းကျွန်တော်ညီကိုတို့ကျွန်တော်နော်မွေးနီးကျွေးနီးတခြားဆေးနီးလေးတွေကျွန်တော်ဆက်လက်ပြီးတော့တင်ပေးသွားအောင်မယ်နော်ကျွန်တော်ညီကိုတို့တွေဒါကြုံလုံးလေးစုံလုံးလေးတွေ့လုံးလေးမှာတေချာမှတ်သားထားပါစိတ်ထားလိုက်ပါနော် like and share လုပ်ပေးထားဒါပဲဆိုဘာဖြစ်လို့ဆိုဒီ TikTok ဆိုတာကျွန်တော်ရှေ့အကောင့်တွေမှာဒါတွေကပြောခဲ့ပြီးဒါပေမဲ့ခဏခဏပျောက်သွားတယ်အဲ့ရှေ့ကလူဟောင်းတွေပဲဒီနီလန်းလေးတွေကိုထပ်မေးနေတာတွေ့ရတယ်ဒါတော့အာယုံစူးစိုက်မှုပေါ့နော်ညီကိုတို့အဲ့တော့ညီကိုတို့တွေဒါဒီလောကမှာတိုးတက်ချင်တယ်ဆိုရင်တော့အဲ့လိုမျိုးအာယုံစူးစိုက်မှုလေးထားပါလို့ပဲကျွန်တော်ကပြောချင်ပါတယ်နော်ဒါကျွန်တော်ညီကိုတွေအားလုံးကြက်ကောင်းများစွာပိုင်ဆိုင်ရရှိကြပါစေလို့